ရီကတော့ဟိုအားလုံးပဲမင်္ဂလာပါရှင့် Thai Very Page လေးကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်ညီမကတော့ခူကီပဲဖြစ်ပါတယ်ရှင့်ဟုတ်ကဲ့ပါရှင်ဒီနေ့ညီမက comment မှာမေးထားတဲ့ Thai စကားမပြောတတ်ဘူးကိုဘယ်လိုပြောရမှာလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှပြောသွားပေးမှာပဲဖြစ်ပါတယ်ဆိုတော့ညီမတို့ Thai စကားပြောတတ်တယ်ဆိုရင်တော့ခြံဖို့ได้ภาษาไทยခြံဖို့ได้ภาษาไทยမပြောတတ်ဘူးကြတော့ခြံဖို့ไม่ได้ภาษาไทยฉันพูดไม่ได้ภาษาไทยဆိုပြီးတော့မှပြောပြရမှာပါဆိုတော့ညီမကနည်းနည်းတော့ပြောတတ်တယ်နည်းနည်းလေးတော့ပြောတတ်တယ်ဆိုရင်တော့ฉันพูดได้ภาษาไทยนิดหน่อยฉันพูดได้ภาษาไทยนิดหน่อยလို့ပြောလို့ရပါတယ်ပြီးတော့အပေါ်ညီမတို့ထိုင်းမှာစကားလေးလာတာဘယ်လောက်ကြာပြီလဲလို့မေးချင်တယ်ဆိုရင်ขนเรือนภาษาไทยหนังแค่ไหนขนเรือนภาษาไทยหนังแค่ไหนလို့ပြောလို့ရပါတယ်ညီမတို့ကတစ်နှစ်လောက်ရှိပြီဆိုလို့ရှိရင်เนาะประมาณ1ปีประมาณဆိုတာကလောက်ခန့်1ปีတလားလောက်တစ်နှစ်လောက်တော့ရှိပြီတလားဆိုရင်တော့1เดือนလို့ပြောလို့ရတယ်တစ်နှစ်ဆိုရင်တော့1ปีအဲ့လိုမျိုးပြောလို့ရပါတယ်เดือนဆိုတာတော့လပါปีဆိုတာတော့နှစ်ကိုပြောရပါရှင့်ဟုတ်ကဲ့ပါဒီနေ့ကတော့ညီမတို့ဒီ Thai ဘာသာစကားမပြောတတ်ဘူးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့မှ share လုပ်ပေးသွားတာပဲဖြစ်ပါတယ်ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်မှာခေါပမာနာခါထုတ်ဟွန်ဘိုင်ဘိုင်ครับ